Hi အားလုံးပဲမင်္ဂလာပါကျွန်မကတော့အင်္ဂလိပ်စာတီချာလေးတီချာပုံညက်ခိုင်ဖြစ်ပါတယ်နော်ကျွန်မကအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ sharing လုပ်တော့မှာဖြစ်တဲ့ကြောင့်ဒီနေ့တော့အခြေခံနေစပြီးတော့ sharing လုပ်ပေးပါမယ်နော်ဘယ်အကြောင်းအရာလေးကိုအဓိကပြန်ပြီး sharing လုပ်မလဲဆိုရင်ဒီနေ့ noun တွေနဲ့ပတ်သက်တာပေါ့နော်ကျမတို့ noun တစ်လုံးကို singular နဲ့ plural ပေါ့နော်အနေကနေအများပြောင်းခြင်းတဲ့အခါမှာတော်တော်များများ noun တွေကတော့ s ပဲပေါင်းရတာပေါ့နော်ဒါပေမဲ့ကျွန်မအခုပြမှာကတော့ es ပေါင်းတဲ့ noun လေးတွေပါနော် es ကဘယ်လိုအခြေအနေမှုမှာပေါင်းရတာလဲဆိုရင်ကျမတို့ noun တစ်လုံးက s တို့ ss တို့ sh တို့ ch တို့ပေါ့နော်x တို့ o တို့နဲ့ဆိုရင်အဲ့ဒီ noun ကိုကျမတို့က es ပေါင်းပြရပါတယ်ပေါ့နော် for example အနေနဲ့ကျမတို့ bus bus ဆိုရင် buses buses လို့ဖြစ်သွားမှာပါပြီးရင် bush ဆိုရင် bushes ပေါ့နော် wadch ဆိုရင် wadches ပေါ့နော် box box ဆိုရင် boxes boxes လို့ဖြစ်သွားမှာနော်ပြီးရင် tomato ဆိုရင် tomatoes ပေါ့နော်ဒါပေမဲ့ကျမရှင်းချက်အနေနဲ့ o မှာကျမတခုပြောစရာရှိပါတယ်နော် o ရဲ့ရှေ့မှာကျမတို့က a e i o u တရ၅လုံးနဲ့တစ်လုံးလုံးထပ်ပါခဲ့မယ်ဆိုရင်အဲ့ဒါဆိုရင်ကျမတို့ es ပေါင်းစရာမလိုပါဘူး s ပဲပေါင်းပေးဦးမှာပဲ example အနေနဲ့ကျမပြောပြမယ်ဆိုရင် r a d i o ပေါ့နော် o ရဲ့ရှေ့မှာ i ရှိတဲ့အတွက် r a d i o s ပဲပေါင်းရပါတယ်နော်ပြီးတော့နောက်တစ်မျိုးကတော့ကျမတို့ y နဲ့ဆုံးတဲ့ noun လေးတွေပေါ့နော် y နဲ့ဆုံးတဲ့ noun မှာကျတော့နှစ်မျိုးရှိပါတယ်နှစ်မျိုးမှရပါမယ်ကျမတို့ y နဲ့ဆုံးပြီးတော့ y ရဲ့ရှေ့မှာ a e i o u လို့ခေါ်တဲ့တရ၅လုံးပါခဲ့ရင်ကျမတို့ y ရဲ့နောက်မှာ s ပဲပေါင်းလိုက်ရုံပါပဲ example အနေနဲ့ b o y s o ရှိတဲ့အတွက်ကြောင့် s ကိုပြီးရင် k e y s e ရှိတဲ့အတွက်ကြောင့် s ပဲပေါင်းရပါတယ်ဒါပေမဲ့ y ရဲ့ရှေ့မှာ consonant ဖြစ်တဲ့ a e i o u မဟုတ်ဘဲနဲ့ consonant တွေဖြစ်ခဲ့မယ်ဆိုရင်လည်းကျမတို့က y ကိုဖြုတ်ပြီး i s ပေါင်းရပါတယ်ပြီးရင် b a b y ဆိုရင် b a b i e s ပြီးရင် l a d y ဆိုရင် l a d i e s လို့ဖြစ်သွားမှာပါနော်ကဲဒီနေ့ကတော့ဒီလောက်ပါပဲကျမကအခြေခံနေစပြီးတော့ sharing လုပ်မှာဖြစ်တဲ့အတွက်ကြောင့်တခြား sharing လုပ်စီခြင်းတဲ့အကြောင်းအရာလေးတွေလည်းကျမကို comment မှာမှတ်ခဲ့ပေးလို့ရပါတယ်လိုအပ်တဲ့အကြောင်းအရာတွေရှိရင်လည်းပြန်ပြောနိုင်ပါတယ်ရှင် see you bye bye